နီနဲ့ကိုဖြင့်မမေ့ခင်မာသလဲ ဒီနေ့ကြားရောက်တဲ့ဘုရားဆက်ကိုနှစ်မြောက်အာဇာနည်နဲ့အခမ်းအနားကိုတက်ရောက်လာတဲ့ပြည်တော်စုလွတ်တော်ဦးစားပြုပုံတေဥစ္စာနဲ့လွတ်တော်ကိုယ်စားတော်ကြီးများအမျိုးသားညီညွတ်ရေးတပ်ဖွဲ့ကပေါင်းစည်းဖွဲ့ဝင်များအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနဲ့အမျိုးသားညီညွတ်ရေးအစိုးရမှပြည်ထောင်စုဝန်ကြီးချုပ်နဲ့ဝန်ကြီးများဖွဲ့စည်းတီမှခေါင်းဆောင်ခြင်းများနဲ့လူထုကိုယ်စားလှယ်တော်ကြီးများတော်လှန်ရေးရေးပေါ်ဒီဘက်များခင်ဗျာဒီနေ့ဟာအာဇာနည်နဲ့အခမ်းအနားကိုခက်ခဲမျိုးစုံကြားမှာအောင်မြင်စွာကျင်းပနိုင်တဲ့အတွက်ဒီနေ့ကျင်းပအခမ်းအနားကျင်းပရေးကော်မတီကိုအထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်တကယ်တော့အာဇာနည်နဲ့ဟာ1949ခုနှစ်ဇူလိုင်လ19ရက်နေ့ရန်ကုန်မြို့ဝန်ကြီးများရုံးမှာလွတ်ကြံခံလိုက်ရတဲ့ဘူချုပ်အောင်ဆန်းနဲ့ဘွားနိုင်ပြည်ကောင်းဆောင်ကြီးများကိုအကြောင်းပြုပြီးပေါ်ပေါက်လာတဲ့နေ့ဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့အနေနဲ့ကိုလိုနီလွတ်မြောက်ရေးကျူးပန်းမှုကာလအာဇာနည်ကောင်းဆောင်ကြီးများကိုအမတ်တင်ကြတာပြုပြီးအာဇာခေတ်အဆက်ဆက်တိုင်းပြည်နဲ့လူထုအပေါ်ဦးကျိုးစွန်အနစ်နာခံခဲ့ကြတော့သူရဲ့ကောင်းတွေဆက်အနာရှင်စနစ်အောက်ကတိုင်းပြည်နဲ့လူထုအပေါ်ဦးကျိုးစွန်အနစ်နာခံတဲ့သူရဲ့ကောင်းတွေဆက်အနာရှင်လက်အောက်မှာလွတ်မြောက်ရေးနဲ့တိုင်းသားလူမျိုးများရဲ့ရပိုင်ခွင့်များအတွက်သက်ဆွန်စံပြတဲ့ဘဝဝင်ကြတဲ့သူရဲ့ကောင်းများကိုလည်းတပါးပြီးဦးညွတ်ပုံပြုချရမှာဖြစ်ပါတယ်ဒီနေရာမှာအာဇာနည်ဆိုတဲ့ဝေါ်ဟာရရဲ့အနစ်အသားကိုကျွန်တော်အနေနဲ့စင့်ပွားဖွင့်ဆိုချင်ပါတယ်ကျွန်တော်တို့လူအဖွဲ့အစည်းတွေကလက်အယူဆတွေမှာကြဆုံးတော်ရင်တော့ကြမှာကအာဇာနည်ဟုသတ်မှတ်ကြပြီး၎င်းတို့ရဲ့ဆွလွတ်နေနာခံမှုတို့ကိုချင်းမွန်းပုံပြုပြရှိကြပါတယ်ကျွန်တော်တို့အနေနဲ့အာဇာနည်စိတ်ဓာတ်နဲ့အာဇာနည်လူရတွေကိုတက်ရှိသင်ရှားစင်မှာလဲအတိမတ်ပြုဘုံပြုဦးညွတ်ဖို့ရေးကြည့်တယ်လို့ယူဆပါတယ်ဒါအပြင်ဗမာပြည်မကနိုင်ငံကြီးအထင်ကရကောင်းဆောင်မှုမှာပေါင်းတို့တွေ့တာမကသမိုင်းစမျက်နှာမှာတင်မြုပ်အောင်ဘုံကွယ်ဖိထားခြင်းခံရတဲ့လူမျိုးစုတိုင်းသားအာဇာနည်ကောင်းဆောင်များပြားလဲရှိနေပါသေးတယ်ဒါကိုကျွန်တော်တို့ယနေ့ချရောက်တဲ့90နဲ့ဦးနှစ်မြောက်အာဇာနည်နဲ့အခမ်းအနားမှာပြန်လေသတိပြုဆင်ခြင်မိကြဖို့ဖြစ်ပါလေတကယ်တော့အာဇာနည်ဆိုတာတိုင်းပြည်နဲ့လူမျိုးအကျိုးကိုမိမိရဲ့အသက်နဲ့ဟန်ဒါကိုချက်ငိုချင်းမြတ်လို့ကြတဲ့စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်ပါလေဒါအပြင်တိုင်းပြည်နဲ့လူထုကိုလူခန်းချပင်တာရှစ်ပြနေကြတာမဟုတ်ပဲလက်တွေ့တာယကမြောက်ဦးတိုင်ဦးချစွန့်လွတ်နေတာကရှစ်ပြပါချင်ညာဖြစ်တယ်ဆိုတာကိုနားလေထားဖို့လိုပါတယ်ဒါအပြင်မိမိတို့ပူဇူးဆိုတာကိုစစ်ကူးနဲ့မြမစင်စားပဲအချိန်ရှိတဲ့အများအကျိုးလူထုအကျိုးကိုရှေ့ရှုပ်ပြီးအစင်းတဲ့လှုပ်ဆောင်နေသူတွေဟာတကယ်အာဇာနည်စိတ်ဓာတ်ပฏิရှိတွေလို့ပြောနေပါတယ်ဒီလိုစိတ်ဓာတ်မျိုးရှိသူအားလုံးဟာအာဇာနည်ခံထိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလေကျွန်တော်တို့ကြဆုံးသွားတဲ့ခေါင်းဆောင်ကြီးဘုချုပ်အောင်ဆန်းကိုကြည့်မယ်ဆိုရင်ဒီအချက်တွေနဲ့အကုန်လုံးပြည့်စုံပါတယ်တို့မှာခေါင်းဆောင်အရေးချင်းတွေလည်းပြည့်တတ်ပါတယ်ခေါင်းဆောင်ပြီးအမှန်တရားပဲတော့ရေးရေးတင်တင်ရက်တည်ပေးတာကျွန်တော်တို့သိရှိပြီးတော့ဖြစ်ပါတယ်နောက်ပြီးတော့ကျူပြီးမြင်ပါတယ်အောင်းဆောင်များရဲ့အရေးချင်းတဲ့မှာဘာဖြစ်လာမယ်ဆိုကျူမြင်တဲ့အတွက်ကြောင့်သူ့ရဲ့လင်ကွန်းဒီကိုကြည့်မယ်ဆိုရင်အနာဂတ်နိုင်ငံဘယ်လိုတည်ဆောက်မယ်ဆိုတာကိုသူအမြဲတမ်းပြောပါတယ်ကျွန်တော်တို့ရုန်းကန်ကြိုးစားမှုမရှိဘဲနဲ့ကျွန်တော်တို့ညီညွတ်မှုမရှိတော့အားဒီနိုင်ငံဖြစ်သွားမယ်လို့သူပြောပြတာဖြစ်ပါတယ်သူကအချက်တစ်ခုအင်းနဲ့ရေးကြည့်တာပြောပါတယ်သူကတော့လူထုတ်ချင်းချင်း
ကျွန်တော်တို့စေလုံးညီညွတ်ဖို့တိုင်းသားတွေစေလုံးညီညွတ်ဖို့ဒီလိုခုကိုတို့မိမောင်းထူပြသွားခဲ့တာဒီပဲဒီနေ့ကျွန်တော်တို့အနေနဲ့အာဇာဒီကောင်းဆောင်ဒီဘုချုပ်အောင်ဆန်းတဲ့ကွာအာဇာဒီကောင်းဆောင်များသူလေးစားတဲ့ဆိုရင်သူတို့ပြောထားတဲ့အလုပ်တွေကြံ့ရစ်ခဲ့တဲ့အလုပ်တွေကိုကျွန်တော်တို့ကဆက်ပြီးတော့လုပ်ဆောင်သွားဖို့ရှိပါတယ်ဒါကြောင့်လို့ကိုယ်အချင်းချင်းကိုညီညွတ်ဖို့လိုပါတယ်တော်လန်ဒေတာချင်းချင်းနဲ့ညီညွတ်ဖို့လိုပါတယ်လက်လက်ကိုက်ချင်းချင်းညီညွတ်ဖို့လိုပါတယ်တိုင်းသားတွေအားလုံးညီညွတ်ဖို့လိုပါတယ်ဒါဆိုရင်သူ့ကိုချစ်ရသူ့ကိုလေးစားရတော့ရောက်ပါတယ်ဒါကြောင့်မို့အောင်ဆောင်ကျင်းများရဲ့လှုပ်ဆောင်တဲ့ဘလို့ဒီနေ့ကျွန်တော်တို့နိနာခံဖို့မိမိရဲ့အသက်ကိုတိုင်းပြည်အတွက်ကျွန်တော်တို့စွန့်တော်နိနာခံဖို့လူပါသေးတယ်ဒီနေ့အချိန်မှာအာဏာရှင်စစ်တပ်ချင်းရဲ့ပဲစစ်ကြေဝကျော်ရဲ့အောင်လို့အချင်းချထားရမှုဒုက္ခမျိုးစုံကြောင့်မှပြန်ကြံခံရင်အာဏာရှင်ကိုအရှုံးမပေးပဲတိုက်ပွဲဝင်နေကြတဲ့လူထုကောင်းဆောင်တော်ဆန်းစုကြည်နဲ့တော့မတရားဖန်ဆီးထိန်းခံထားရတဲ့နိုင်ငံရဲ့အချင်းသားများတော်လာနေပေါ်အလုံးဟာလက်ရှိသင်ရှားနေစေတဲ့တကယ်အာဇာနည်များဖြစ်ကြပါလေတို့မိမိတို့ရဲ့အသက်သွေးချွေးတဲ့ဘဝများရင်းနှီးပြီးစစ်အာဏာရှင်စစ်အမြင့်ဖြတ်ရဲ့အတွက်ရှေ့တန်းစစ်မျက်နှာတည်တည်မှာမိမိတို့ရဲ့ရှေ့တန်းဆန်တရိုက်ဖြစ်နေရုံနဲ့သက်စွမ်းစံပြတိုက်ပွဲဝင်နေကြတဲ့တော်လာနေအင်အားစုများနဲ့ PDF တာတော်ရဲ့ပေါ်အလုံးကိုလည်းကျွန်တော်တို့လည်းနဲ့စွာဦးညွတ်ကုန်ပြောရမယ်ရမယ်ရှင်းတန်းစင်ဤတို့အဇာနည်များကဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီခုစဉ်းစားဖို့ရှိတာကဘုချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုသူ့ရဲ့အနစ်နာခံမျိုးကိုကျွန်တော်တို့ကျေးဇူးဆက်လို့လည်းလိုပါပဲသူ့ရဲ့ကျေးဇူးဆက်ခြင်းဟာသူ့ရဲ့မင်းမာချက်များကိုပြည့်ဝတင်လိုက်တာပဲဒီနေ့ကျွန်တော်တို့ရဲ့ဆက်ပြေးသွားရမယ်လွတ်လပ်ရေးတိုက်ပွဲကိုဝင်နေတဲ့ပုဂ္ဂိုလ်များဒီကရာရေးကြည့်ပါလေအနေဆုံးသူ့ကိုကျေးဇူးတင်ရမယ်ဆိုရင်သူ့ရဲ့မိသားစုကိုတာကွယ်ရမယ်ဒီပေါ်မှာကိုဒေါ်ဆန်းစုကြည်ချုပ်ထဲမှာစက်ကောင်စီရဲ့ရက်စက်မှုကြောင့်တရားပြင်ထောက်ချတာကဘယ်မြောက်အောင်ကျွန်တော်တို့ပါဆက်ပြီးတော့ရုံးကန်တို့တာကွယ်ဖို့တောင်းရှိပါလေနိုင်ငံရဲ့အကျိုးကိုကြည့်တဲ့သူကကင်အဲရစ်ကိုလည်းကျွန်တော်တို့ကကာကွယ်ရမယ်သူ့ကိုဝိုင်းဝန်းရမယ်စသဖြင့်ကျွန်တော်တို့ဒီနေ့ဆက်ပြီးတော့သူ့ရဲ့ကျေးဇူးကိုကျွန်တော်တို့တုံ့ပြန်နိုင်တဲ့အချက်တွေရှိနေပါသေးတယ်ဆိုတာကိုပြောချင်ပါတယ်လက်ရှိမှာကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံဖြစ်တဲ့ချင်းနဲ့နင်းစေချင်းဘယ်လိုမှမလွတ်မြောက်သေးပါဘူးဒီတို့တရားရုံးနဲ့လွတ်လပ်ရေးနဲ့လူအဖွဲ့အစည်းတစ်ခုလုံးရဲ့တရားမျှတမှုအတွက်ကျွန်တော်တို့မှာဖြစ်ပါတယ်လက်လက်ကိုအနာဆက်တဲ့ဘက်စစ်တော့တဲ့ဆက်အာနာရှင်သူနဲ့ခမစ်တွင်နေတဲ့တိုင်းပြည်နဲ့လူထုဟာခင်းနေခချင်းဘေးဒုက္ခကနေလွတ်မြောက်နိုင်မှာဘူးဆိုတာအတိအကျပြောလို့ရပါတယ်ကျွန်တော်တို့အနေဖြင့်လက်ရှိမျိုးတော်လာရဲ့ရင်းနှီးတွေ့ဆက်မှုများကိုပေါ်တန်တန်မတွေ့ဆမ်းမျိုးကိုအထူးအရေးကြီးပါတယ်ကျွန်တော်တို့ရဲ့မူလကန်ထုံးမူလလုပ်ငန်းစဉ်ဖြစ်တဲ့စေအာနာရှင်ရန်ပြဖြူချရဲကိုတုတ်ကနန်စစ်ကနန်ပြောင်းလုပ်နေလို့မရပါဘူးအခုကျွန်တော်တို့ဒီအင်မတန်ကြီးမားတဲ့ရင်းနှီးကိုရင်းနှီးထားကြပြီးဖြစ်ပါတယ်မျိုးဆက်တဲ့လူငယ်များနဲ့ယုံကြည်ချက်တင်ပြသူများရဲ့တဲ့ဘဝများစွာကိုမသွတ်မဆုတ်ပေးဆက်ထားတဲ့လူထုတော်လှန်ရေးတတိပြောင်မြောက်သူများရှောက်လန်းကြတဲ့ပြည်သူတော်လှန်ရေးကြီးပဲဖြစ်ပါလေကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်ခေါင်းဆောင်များနဲ့အာဇာနည်ပုဂ္ဂိုလ်များနဲ့အလုပ်ပြင်တက်တဲ့ပြပြဖြစ်တယ်လို့ကျွန်တော်တို့လည်းမျိုးဆက်နေနဲ့လည်းအလုပ်ပြင်တက်တဲ့ပြဖို့ဆက်လက်ကြိုးစားနေကြရမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့အနေနဲ့အာဇာနည်များရဲ့စိတ်ဓာတ်နဲ့တတိကိုလေးနဲ့ဦးညွတ်ပြုပြီးဒီကောင်းတို့ရဲ့ပိဿတ်မှုများလဟာတာမဖြစ်စေရန်အစွန်းကိုကြိုးစားဖို့တိုက်တွန်းပြောကြားလိုပါတယ်လူတို့တော်လည်းနေဟာတွေးကြောင်တဲ့သူများအတွက်ဆောက်လန်းတဲ့လမ်းမဟုတ်ဘူးလို့စွန့်လို့အနိနာခံကြတွန်းဆုပ်နေသူများ
အတွက်တမိုင်းဒီထုခွင့်ရှိလိမ့်မယ်မဟုတ်ပါဒါကြောင့်ကျွန်တော်တို့အနေနဲ့လူဦးတော်လာနေရဲ့အဓိကလုပ်ငန်းစဉ်ဖြစ်တဲ့စစ်အာဏာရှင်စနစ်မြစ်ပြတ်ချေမှုရဲ့ဒီမိုကရေစီနိုင်ငံတော်တစ်ထူထောင်ရဲ့အတက်နဲ့ဘဝကိုပုံမှန်ဒီတာဝန်ယူရှောက်လန်းနေတဲ့ပါဇာနေစိတ်ဓာတ်ကအဆုံးသတ်ပိုက်ပွဲအောင်မြင်တဲ့လက်တွေ့ကြတာဆက်လက်ပိုက်ပွဲဝင်ကြပါဆိုကျွန်တော်နဲ့ဖိုက်သွန်းလိုပါတယ်လူချုပ်အောင်ဆန်းကျူမြင်ထားတဲ့တိုင်ငါတို့ဗမာလူမျိုးတွေဟာအချင်းတစ်ခုရှိတယ်အဲ့ဒါကအလုပ်မပြေးခင်မှာလက်လျှော့တတ်တယ်ဂျပန်ခေတ်မှာသူလေတွေပွဲမှာရှိတော့ကြိုင်ပွဲတော့ပန်းမှုဝင်တယ်လို့တက်ထောင်တဲ့ဟာမျိုးဖြစ်ပတ်ပါလေဒီနေ့လေကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့အနောက်ချက်မျိုးမျိုးရှိမှာဒီကျွန်တော်တို့မြော်မန်းနေတဲ့စိတ်ကောင်းစီကိုခေရှားရဲ့ပြည်သူအာဏာစုဖို့ရဲ့ကိုကျွန်တော်တို့ပြည်ဆုံးတဲ့ဆက်လက်ပြီးလှုပ်ဆောင်တော့ကြပါစို့လို့ဒီနေ့အာဇာနည်နဲ့မှာဒီလိုလူထုနဲ့သူတန်တိတ်တန်ချပြောကြရင်ပဲဒီလိုချုပ်ရတာပဲရေတော်ဘုံမူချအောင်မြင်ပါမည်